မင်္ဂလာပါခင်ဗျာ PM ဘာလာလန်ဒကာတွားတဲ့ခုထူချန်နာကနေကျူးစုလိုက်ပါတယ် ဒီနေ့တော့အိမ်ကနေထွက်ပြီးရန်ကုန်မြို့ထဲကိုခီးတုံလေးတစ်ခုသွားခဲ့ပါတယ်။အိမ်ကနေမဟာမြိုင်လမ်းတိုင်းထွက်လာပြီးပြည်လန်းကိုရောက်ရှိခဲ့ပါတယ်။လမ်းတစ်လျှောက်ရင်သွားလာတဲ့ကိုကြည်ရင်မြင်းနီကုန်းတရားပေါ်ကိုတက်ခဲ့ပါတယ်။တရားပေါ်ကနေဆက်သွားရင်ပြည်သူရင်မြင်ရှိကိုရောက်လာတဲ့အချိန်မှာတော့ရွှေကုန်းဇီလီတော်ကြီးကိုကားပေါ်ကနေဖူးမြော်ခွင့်ရခဲ့ပါတယ်။အောင်တော်ဝင်းနဲ့တပ်ပယ်လာသောဇီတော်ကြီးကိုဖူးမြော်ခွင့်ရတာကြည်နုပဲကောင်းလာပါတယ်ဗျာ။နောက်အလုံးလန်းတိုင်းဆက်မောင်းနိုင်ရင်အိုးဓမဝိုင်းကိုရောက်ရှိခဲ့ပြီးရွှေတကုံဇီတော်ရဲ့တောင်ပတ်မှုကနေတန်တန်ဆက်သွားတော့ဗရမ ्या ဝိုင်းကိုရောက်ခဲ့ပါတယ်။လမ်းတစ်လျှောက်မှာတော့ကန်တော်ကြီးရဲ့အလှပတွေကိုကားပေါ်ကနေမြင်တွေ့ခဲ့ရသလိုတရဆက်ဥယျာဉ်ကိုလည်းဖြတ်တန်းကြည့်ရှုခဲ့ပါတယ်။ဒါအပြင်ရန်ကုန်မြို့ရဲ့အထင်ကြီးနေရာတစ်ခုဖြစ်တဲ့ကရရိတ်နန်းတော်ကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ဆက်လက်မောင်းနှင်လာပြီးရွှေမင်္ဂလာစည်းကိုလည်းဖြတ်ကျော်ခဲ့ပြီးဒီနေ့ရဲ့အဓိကသွားကျင်တဲ့နေရာဖြစ်တဲ့ယူဇနာပလာဇာကိုနောက်ဆုံးမှာတော့ရောက်ရှိသွားပါတယ်။ယူဇနာပလာဇာရောက်တာနဲ့အရင်ဆုံးကားပါကင်နေရာကိုရှာဖွေရပါတယ်။ပါကင်နေရာရပြီးနောက်ကားကိုစနစ်တကျရက်ပြီးပလာဇာထဲကိုဝင်ခဲ့ပါတယ်။ဝင်ချင်းမှာလေးလွာကိုရောက်သွားခဲ့တာကြောင့်အင်ကြီးဆိုင်တွေကြီးပဲတွေ့နေရပါတယ်။ကျွန်တော်ကတော့ဖုန်းနဲ့ဆိုင်တဲ့ပစ္စည်းတွေဝယ်ဖို့လာတာဖြစ်လို့ဓာတ်လီကားစီးပြီးတလွာဘက်ကိုပြန်ဆင်းခဲ့ပါတယ်။တလွာကိုရောက်တဲ့အခါဖုန်းနဲ့ဆက်ပစ္စည်းတွေရောင်းချတဲ့ဆိုင်တွေကိုလိုက်ကြည့်ရင်နောက်ဆုံးမှာတော့ကန်ယူရန်စင်ကတ်ထဲဖုန်းတွေရောင်းတဲ့ဆိုင်တစ်ဆိုင်ကိုတွေ့ခဲ့ပါတယ်။အဲဒီဆိုင်နာမည်ကတော့ရွှေလဲဆောင်ဆိုင်ဖြစ်ပါတယ်ဗျာ။စပတ်ကြကြကိုင်းကျင်လာကြောင်းဒီဇိုင်းတွေကိုတခြားကြည့်ပြီးစိတ်ကြကိုရွေးချယ်ဝယ်ယူခဲ့ပါတယ်ဒီနေ့ရဲ့ခီးစဉ်လေးကတော့ဒီလောက်ပါပဲဗျာဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်နောက်ထပ်ခီးသွားတဲ့ vlog တွေပြန်လည်တွေ့ဆုံပါမယ်ကျေးဇူးတင်ပါတယ်ဗျာ